ဒီနေ့ကျွန်တော်စမ်းသုံးဖြစ်နေတဲ့လက်တော်လေးတစ်လုံးအကြောင်းပြောပြပေးပါမယ်နာမည်က Lenovo IdeaPad Slim 3i လက်ရှိပေါက်ဈေးအနေနဲ့21ကနေ23ကြားထဲရှိမယ်အဓိကကတော့သူကရုံးသုံးကြောင်းသုံးအတွက်ရည်ရွယ်ထားတယ် screen ကို180ဒီဂရီလောက်ထိခောက်လို့ချိုးလို့ရတယ်ကီးဘုတ်မှာတော့ထိုင်းစာလေးတွေနည်းနည်းပါမယ်screen က brightness နည်းရကြောင့်မို့လို့နေအောင်မှာသုံးလို့အဆင်မပြေဘူးမီးအောင်မှာသုံးမယ်ဆိုလို့ရှိရင်လည်းဖြူပွက်လေးထားတယ်ကင်မရာလည်းတာမန်ဖုန်းတွေရဲ့ selfie ကင်မရာလောက်နီးနီးကိုရုပ်ထွက်အဆင်ပြေတယ်ဒါကြောင့်မီတင်တွေတက်မယ်ဆိုလို့ရှိရင်ဒီလက်တော့နဲ့တက်ရတာတော်တော်လေး smooth ဖြစ်တယ် privacy shutter လည်းပါတာမို့လို့ကင်မရာကိုမသုံးတဲ့ချိန်မှာပိတ်ထားလို့ရတယ်အခုကတော့အတန်ဆန်းထားတာ base အနေနဲ့ဆိုလို့ရှိရင်တော်တော်ခိုင်နေဒါပေမဲ့လောက်တဲ့ဘက်မှာတော့အားနေတယ် laptop ရဲ့ back မှာဆိုလို့ရှိရင် single fan တစ်ခုပါတယ်ပြီးတော့လေထုတ်တဲ့အပေါက်ကိုအလေမှာထားပေးရပေါ့နော်ကျွန်တော်ပြတဲ့ဒီနေရာမှာထားပေး normal usage အနေနဲ့ဆိုလို့ရှိရင်လည်း9နာရီကနေပြီးတော့6နာရီဝန်းကျင်ခံနေဆိုတော့ကျောင်းသုံးရုံးလုံးအတွက်ဒီလက်တော့ကကောင်းမယ်လို့ကျွန်တော် recommend ပေးပါတယ်